ဒါလေးတွေကတော့ခြံပေါက်အပင်လေးတွေပေါ့နော်ခြံပေါက်ပင်ဆိုတာကအရင်ကတဘာဝတွေပြီးတော့မျိုးညူတော့မှစိုက်ပြီးတော့ပွားလာတယ်ပင်လေးတွေပဲဖြစ်ပါတယ်ခြံပေါက်ပင်မှာအပွင့်နဲ့ပွင့်ကြပြီးတချို့ဆိုအသီးတောင်တည်နေပြီအသီးကလည်းခြောက်နေပြီဆိုတော့ဒီအသီးကျွန်တော်ပြပြမှာပဲဖြစ်ပါတယ်ဒါတော့ကျွေးပန်းပေါ့ကျွေးပန်းအသီးလေးပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်ခေါ်တာဘီဂိုနီယာ Brooks Hat လို့ခေါ်တာပေါ့နော်ခေါ်တဲ့အကြောင်းရင်းကသူ့ရဲ့အယောင်လေးကကျတော့ကဟိုဘယ်လိုပြောမလဲကျင်းနေအောင်လို့ပုံစံမျိုးဖြစ်နေလို့ပေါ့နော်ပြီးတော့အသေးပုတ်ပုံစံမျိုးလည်းရှိတယ်အဲ့ဒီတော့6နေတဲ့ဒီဘီဂိုနီယာအစ်လေးကိုကျွန်တော်ပြပြမှာပဲဖြစ်ပါတယ်ဒီမှာလည်း6နေပြီဒီနေ့ကတော့စီပေါ်3ခုတော့ရတာပေါ့နော်ဒါကတော့အသီးတော့အောင်ပြီးအစိုးလေးတွေဒီမှာလည်းစုနေသေးတယ်ပေါ့နော်အလေးက6နေတဲ့ဟာကိုအဓိကထားပြီးမျိုးကြီးမှာပဲဖြစ်ပါတယ်ဒါကတော့ရိုက်ယူလာတဲ့အစ်တွေတယ်ပေါ့နော်တဘာဝအပင်လေးကိုတဘာဝလိုပဲစိုက်ရတဲ့ဘောကြတာပေါ့နော်ဥပမာပေးဒါအရင်အစောပိုင်းကကျွန်တော်အစ်ကျဲခဲ့တဲ့အပင်ပေါက်လေးတွေပေါ့နော်သူ့ဘာသူပဲဒီကြောက်မှာသူ့ဘာသူလာပြီးကတ်ပေါက်လာပေါ့နော်ကြည့်ပါဦးဗျာဒါဘီဂိုနီယာအစ်ပေါက်လေးတွေပေါ့နော်တဘာဝဆက်ဆံလေးပဲဒီဟာတွေယူဆိုင်မယ်ဆိုအလွယ်ပါတယ်အဓိကကျွန်တော်တို့ဒီကြောက်ကြားတနေရာမှာကျွန်တော်တို့ခြေလိုက်ပေါ့နော်ဒီအစ်ပေါက်လေးကိုခြေလိုက်ပေါ့နော်ဒီအချီးပေါက်ဒီမှာဒီလိုပုံစံလေးထားမှာခဏထားရမယ်ဘယ်တစ်ခုလဲကြောက်အပေါက်လေးမှာရိုက်ခဏထားလိုက်မယ်ပေါ့နော်โอเคထားပြီးတော့ဒီကြောက်အတွင်းမှာပဲခြေရမှာပေါ့နော်ကြောက်ခွေလေးမှာအစစ်လေးထွက်အောင်ခြေအသီးအိတ်ကွယ်အောင်ပေါ့နော်အဲဆိုအသီးလေးတွေကွယ်သွားပြီအဲဆိုဒီကနေမှဒီတစ်ဆက်ဆက်စားရဒီတစ်လျှောက်မှာသွားမှာပဲဖြစ်ပါတယ်အခုဆိုရင်တရားဟာလည်းကျွန်တော်ခြေလို့ရတယ်ပြီးမှပဲလက်တမရောက်လာပြီဆိုတော့အစစ်လေးတွေပေါ့နော်အစစ်လေးတွေဒီအစစ်ရလာတဲ့ဟာကိုဒီကြောက်နေရမှာတုတ်စီလောက်လာမှာပဲဖြစ်ပါတယ်အဲ့လိုပုံစံမျိုးလေးရတာပေါ့နော်အခုဆိုရင်ဒါခုနကအစီလေးတွေပေါ့နော်ဘီဂိုနီယာအစီလေးတွေကြောက်ကြတယ်မှာပါသူရဲ့ဝိုင်းအောင်သူရဲ့ရောင်လေးကကြတော့ကနီညိုရောင်လေးပေါ့နော်ဒါမှဆိုလည်းခုကြောက်ကြတယ်မှာသူ့ဘာသူစိတ်ပြီးတော့ဘေးပတ်ဝန်းကျင်ပဲပြန့်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်အဲ့ဒီစနစ်ကိုသုံးတယ်ပေါ့နော်ဒါလေးတွေကတော့ကျွန်တော်ရဲ့ဘီဂိုနီယာဒုတိယနှစ်အစီပေါက်ပင်ပေါ့နော်အစီပေါက်ပင်ဒုတိယနှစ်သက်တမ်းပဲဖြစ်ပါတယ်ဒီဟာလေးကဒါပထမနေ့ပေါ့နော်ကာလေးကသိတာပေါ့နော်စိတ်ပြန့်အောင်လေးရှိတယ်